ချဲကူခလေးဝေးဂျိလုံးကြီးလေးတင်ပေးမယ်ပေါ့နော်တမျိုးចောင်းစိမ့်နဲ့လည်းချုပ်လို့ရတယ်အပြင်ပိတ်တင်နဲ့လည်းချုပ်လို့ရတယ်နော်အားလုံးပဲမင်္ဂလာပါချဲကကူခလေးဝေးဂျိထက်မိန်လေးတင်ပေးမယ်ပေါ့နော်ဒါလေးကကြတော့တမျိုးဟိုပါပေါ့တစ်နှစ်နှစ်နှစ်ကနေစပြီးတော့ချုပ်ပေးလို့ရတယ်နော်12နှစ်13နှစ်လောက်ထိတော့ချုပ်ပေးလို့ရတယ်ဒီနေ့7နှစ်ပဲတောင်းသွားလို့ရတယ်ပေါ့နော်အဲ့တော့ချဲတို့အခုဒီမှာဂျိထက်ဖိန်ဂျိထက်ဖိန်တော့ဂျိထက်မိန်တစ်ထည်ကိုကြည့်မယ်ဆိုရင်ကြတော့ချဲကိုအခုဒီမှာဒါလေးနော်ဒါလေးကအဖုံးချမ်းမှာအဖုံးအပြင်နဲ့အဖုံးအတွင်းဆိုပြီးတော့ရှိတယ်ပြီးတော့ရင်ဒါလေးကကြာတော့နောက်ချမ်းပြီးတော့ရင်နောက်တစ်ခုကကြာအတွင်းချမ်းဆိုပြီးတော့ရှိမယ်နော်အဲ့တော့အဖုံးချမ်းမှာအဖုံးအပြင်ချမ်းနဲ့အဖုံးအတွင်းချမ်းဆိုပြီးတော့ရှိတယ်ပြီးတော့ရင်နောက်ပါရှိလဲနောက်ချမ်းရှိမယ်ပြီးတော့ရင်အတွင်းချမ်းဆိုပြီးတော့ရှိမယ်အဲ့ဒီဟာတွေအကုန်လုံးပေါင်းတော့မှဂျိတ်ထမိန်တစ်ထည်ကိုရတာပေါ့နော်โอเคဟုတ်ပြီအဲ့ဒါလေးဆိုရင်ချဲကိုအခုဒီမှာဘာလုပ်ပေးရမလဲဆိုတော့ခလေးဝေးဂျိတ်ထမိန်နော်ခလေးဝေးဂျိတ်ထမိန်ချုပ်ဖို့အတွက်ချဲကဘာသိရမလဲဆိုရင်တင်ပတ်လည်းသိရမယ်ပြီးတော့ရင်ခါပတ်လည်းသိရမယ်နော်အဲ့ဒီနှစ်ခုသိရမယ်ပြီးတော့ရင်နောက်တစ်ခုကကြတော့ခလေးရဲ့အရှည်ပေါ့နော်တပိန်ဝတ်မယ်ဆိုရင်သူ့ရဲ့ဒီခါးကနေဒီထိချင်းမျက်စိထိပေါ့နော်သူဝတ်ချင်တဲ့အရှည်နော်အဲ့ဒါသိရမယ်ပိတ်တွက်ဖို့အတွက်ကကြတော့ခလေးရဲ့တင်ပတ်လည်းရဲ့ခါပတ်လည်းရဲ့ပေါင်းပြီးသွားတဲ့ဟာဟိုမှာနောက်ထပ် 5cm ထပ်ပေါင်းနော်အဲ့တော့အကုန်လုံးပေါင်းပြီးသွားတဲ့အချိန်ကြာရင်ဒါသူ့ရဲ့တင်ပတ်လည်းရမှာပေါ့နော်အဲ့တော့ချဲဟိုတနေ့ကပတ်ထက်မိန်လေးတင်ထားတဲ့အချိန်ကြာရင် cm နဲ့လက်မကိုဘယ်လိုပြောင်းပြီးတော့ဟိုပိတ်ဝယ်ရမလဲဆိုတာလည်းပြောထားတယ်နော်ဒါကြတော့ချဲဟို centimeter နဲ့ပေါင်းပြီးသွားရင် 5cm ထပ်ပေါင်းဒါမှမဟုတ်လက်မနဲ့ဆိုရင်လည်းသူ့ရဲ့လက်မတင်ပတ်လည်းရဲ့ခါပတ်လည်းရဲ့ပေါင်းဒီ 5cm နေရာမှာနှစ်လက်မပို့ပေါင်းရင်ရပြီရမယ်နော်โอเคဟုတ်ပြီအဲ့ဆိုရင်လွယ်လွယ်လေးပဲနော်ချဲလို့စပြီးတော့ချုပ်တော့မယ်ဆိုရင်အခုဒီမှာကြည့်နော်ဒါကချဲကဒါအဖုံးအတွင်းချမ်းလို့ပြောလိုက်မယ်နော်ချဲခုနကပြောတယ်လို့လေအဖုံးအတွင်းချမ်းဒါလေးကကြတော့အဖုံးအပြင်ချမ်းနော်အပြင်ချမ်းနောက်ပြီးတော့ရင်နောက်တစ်ခုကကြတော့ဒါလေးကကြတော့နောက်ချမ်းလို့ချဲပြောမယ်ပြီးတော့ရင်နောက်တစ်ခုကကြတော့ဒါလေးကကြတော့အတွင်းချမ်းဆိုပြီးတော့ချဲပြောမယ်နော်ခုနကပြောထားတဲ့အတိုင်းလေးပဲပေါ့နော်အတွင်းချမ်းနော်โอเคဟုတ်ပြီအဲ့ဒါလေးဆိုရင်ဒါကိုသမီးကပိတ်စရီလို့သဘောထားလိုက်နော်ပိတ်စရီလို့သဘောထားပြီးသွားတဲ့အချိန်ကြာရင်ပိတ်စရဲ့အောက်နာနော်အောက်နာလေးကနေသမီးကဘာမှတ်မလဲဆိုတော့ကိုကဆိုပါစို့အောက်နာခောက်မယ်ပေါ့နော်ခောက်မယ်ဆိုရင်ကိုကဘယ်လောက်ထားခြင်းလဲပေါ့များသောအားဖြင့်တော့ချဲကတလက်မခွဲဝင်းကျင်လောက်လေးထားလိုက်တယ်ထားပြီးသွားတဲ့အချိန်ကြာရင်မြင်းဖြောင်းလေးဒီလိုအရှည်လေးဆွဲချလိုက်တယ်ရမယ်နော်ဒီကနေဒီထိအားကြတော့တင်ပတ်လည်နဲ့ခါပတ်လည်ပေါင်းလို့ရတဲ့အဖြစ်ကို 5cm လက်မနဲ့ဆို2လက်မပေါ့နော်အဲ့ဒါပေါင်းလို့ရတဲ့အဖြစ်နဲ့သူ့ရဲ့ဒီထိတ်ကနေဒီထိတ်ဒီလို၄ထောင်နော်၄ထောင်လေးဆွဲချလို့ရတယ်အဲ့မှာပိတ်စဆွေးနေတာလို့ပါလို့ဆိုရင်လည်းအခုဒီဆွဲလိုက်တဲ့ဒီမြင်းလေးနဲ့ပေါ့နော်ဒေါင်းမှန်အဖြောင်းလေးနော်ဒီလိုမျိုးဒေါင်းမှန်အဖြောင်းလေးနော်အဖြောင်းလေးဒီလိုကြီးမစောင်းတင်နဲ့နော်ဒီလိုမျိုးလေးအတိလေးဒဲလေးဆွဲချနော်မညီလို့ရှိရင်အိမ်မှာဖြတ်ထုတ်ရမယ်နော်အဲ့ဒီတိုင်းလေးချက်ကိုဆွဲချပေးနော်ဆွဲချပေးပြီးသွားတဲ့အချိန်ကြာရင်ချက်ကိုဘာလုပ်မလဲဆိုတော့ဒါအောင်သားချက်ကိုခောက်ဖို့အတွက်ပေါ့နော်တလက်မထားလဲရတယ်တလက်မခွဲထားလဲရတယ်နော်โอเคဟုတ်ပြီဒီကနေဒီထိအားကြတော့သူ့ရဲ့ထပ်ပိန်အရှည်နော်အရှည်လေးကိုလည်းချဲဒီမှာသူ့မှတ်ချလိုက်မယ်နော်ဒါလေးကိုချဲဒီမှာမှတ်ချလိုက်ပြီချဲအခုဒါကပိတ်စားရဲ့စက္ကူပေါ်မှာဆွဲလဲရတယ်ကွာပိတ်ပေါ်မှာတန်းပြီးတော့ဆွဲချရင်လည်းရတယ်နော်ရမယ်နော်ဒီလိုမျိုးဆွဲပြီးတိုင်းဒီကနေဒီထိအရှည်ဒီကနေဒီထိနော်ချဲဒီမှာအစိမ်းမြင့်နဲ့ဆွဲထားတယ်အရှည်ဆိုပြီးတော့တခါလေးမှတ်ချလိုက်ပေါ့နော်โอเคမှတ်ချပြီးွားတဲ့အချိန်ကျရင်ဒါအရှည်ရသွားပြီမြင်းလေးဆွဲနော်ပြီးတော့ရင်ဒီအဖြေပေါ့နော်ဒါပေါင်းထားတဲ့အဖြေနဲ့ချဲလို့ဆွဲသွားမှာပေါ့နော်ခံမှန်းချက်ဒီလောက်လေးနဲ့နော်โอเคဟုတ်ပြီအဲ့ဆိုသူ့ရဲ့ဒီဖက်ဒေါင်းမှန်ယူထားတဲ့ဖက်မှာချဲကိုဒီကနေဒီထဲကိုတလက်မလည်းရတယ် 2cm လည်းရတယ်နော်ဒီတိုင်းလေးပေါ့နော်တလက်မဆို 2.5 လေးနော်အဲ့ဒီတိုင်းလေးမြင်းဖြောင်းလေးတစ်ခုဆွဲချလိုက်နော်ဆွဲချပေးပြီးသွားတဲ့အချိန်ကြာရင်ချဲအခုဒီမှာနော်ဒါပိတ်မလှနော်ပိတ်မလှပေါ်မှာဆွဲမှာပေါ့နော်ပိတ်မလှနော်ပိတ်မလှပေါ်မှာချဲကလက်ကိုဒီလိုတင်လိုက်တယ်ကိုယ့်ရဲ့အောင်သားကိုခန္ဓာကိုယ်ဖက်ချမ်းမှာထားမယ်နော်ဒါကခါဖြစ်မဲ့ပိုင်းကွာဒါကခါအောက်ကဒါတင်နော်အဲ့ဆိုဒါကခါနော်ရမယ်နော်ကိုကလက်ကိုဒီလိုတင်ပြီးသွားရင်ကိုယ့်ရဲ့အောင်သားဖက်မှာလက်ကဒီလိုဖြစ်ကမှာနော်ဒီလိုမျိုးဇောက်ထိုးကြီးလေဒီလိုကြီးဆိုဘတ်တွေမှားကုန်မယ်နော်အဲ့ဆိုကိုယ့်ရဲ့အောင်သားကကိုယ့်ရဲ့ခန္ဓာကိုယ်ဖက်ချမ်းမှာရှိပြီးတော့လက်ကိုဒီလိုမျိုးလေးဇုံတင်မယ်နော်ဘယ်ဖုံးဆိုရင်ဘယ်ဖက်မလှမယ်ဒီဘက်ကစဆွဲမယ်နော်ဘယ်ဖုံးဆိုရင်အဖုံးချံဘယ်အားစဆွဲမယ်ညာဖုံးဆိုရင်အဖုံးချံညာအားစဆွဲမယ်နော်လက်ရဲ့ဒါလက်ကညာဘက်နော်ဘယ်ဖုံးဆိုရင်
နော်ဘယ်ဖုံးဆိုရင်ဘယ်ဖက်လက်ကစဆွဲမယ်အဖုံးချမ်းကိုပေါ့နော်ညာဖုံးဆိုရင်အဖုံးချမ်းကိုညာဖက်လက်ကစဆွဲမယ်နော်ခြေအားဆိုအခုဒီမှာဘယ်ဖုံးဆွဲမှာဖြစ်တဲ့အတွက်ကြောင့်လို့တမီးကအဖုံးချမ်းအတွင်းရှိမယ်အဖုံးချမ်းအပြင်ရှိမယ်ပြီးရင်နောက်ချမ်းရှိမယ်အတွင်းချမ်းရှိမယ်တကယ်လို့များတမီးတို့ကညာဖုံးဆိုရင်ဒီဘက်မှာပါလာမလဲအဖုံးချမ်းဒီဘက်မှာလည်းအဖုံးချမ်းရမယ်နော်ပြီးရင်ဒါလေးကကြာနောက်ချမ်းဖြစ်သွားမယ်ဒါလေးကကြာတော့အတွင်းချမ်းဖြစ်သွားမယ်အဲ့လိုလေးရားလိုက်ပေါ့ရမယ်နော်ပြောင်းပြန်ဖြစ်သွားမှာပေါ့နော်အဲ့တော့ဆွဲနည်းကအတူတူပဲနော်အဲ့တော့အခုဒီဖက်နော်ဒီဖက်အဖုံးချမ်းနေစပြီးတော့တွက်မှာပေါ့နော်အဲ့တော့ဒီမှာအဖုံးချမ်းအတွက်ကတမျိုးကဘာတွက်ပေးရမလဲဆိုရင်ခါစားနှစ်နှစ်ခေါက်တွက်မယ်ရမယ်နော်ခါစားနှစ်နှစ်ခေါက်တွက်မယ်ပြီးတော့နောက်ချမ်းအတွက်ကကြာတင်ရစားနှစ်နဲ့တွက်မယ်နောက်ပြီးရင်နောက်ထပ်အတွင်းချမ်းအတွက်ကလည်းတင်ရစားနှစ်နဲ့တွက်မယ်ရမယ်နော်နောက်အဲ့ဆိုညာဖုံးကနေစဆွဲမယ်ဆိုရင်ကြတော့နော်အခုဒီဘက်ချမ်းအဖုံးချမ်းဖြစ်သွားမှာပေါ့နော်အဲ့ဆိုဒါကိုအစားသွင်းပြီးတော့အတွင်းချမ်းအဖြစ်တင်စားနဲ့အားလေးတွေအစားသွင်းပြီးတော့ချက်ကိုထည့်သွားလို့ရတယ်အဖုံးနေမှာမယ်နော်โอเคဟုတ်ပြီအဲ့ဆိုရင်ဒီဘက်ကခါစားနှစ်အဖြစ်ပေါ့နော်ဆိုပါစို့ခါအဖြစ်ချက်တော့အစားလေးသွင်းသွားမယ်ဆိုပါစို့ဒီမှာချက်က6နှစ်စိုက်ပေါ့နော်သူ့ရဲ့ခါ52ရှိရဆိုပါစို့နော်သူ့ရဲ့ခါ52ရှိရဆိုရင်52ကို2နဲ့စားဒါချက် cm နဲ့ပြောနေရနော်ဟိုလမ်းမနဲ့ဆိုရင်လည်းသူ့ကို2နဲ့စားလိုက်ပေါ့နော်အဲ့တိုင်းလေးကိုချဲကအခုဒီမှာငင်းလေးဆွဲလိုက်တယ်ဒါတမျိုးမြင်အောင်လို့ဆွဲရအောင်နော်ကိုဆိုကိုဒီနားမှာမာကင်လေးမှတ်လိုက်ရင်ရတယ်နော်ပြီးရင်ခါစားနှစ်အဖြစ်တစ်ခေါက်မှတ်ပြီးတော့ရင်သူ့ရဲ့ဒီဘက်ချမ်းလေးမှာခါစားနှစ်တစ်ခေါက်မှတ်ဒါတမျိုးမြင်အောင်လို့လုပ်နေတာနော်ဒါအဖုံးအတွင်းနော်ဒီမှာအဖုံးအတွင်းဒါကကြအဖုံးအပြင်ချမ်းရမယ်နော်โอเคဟုတ်ပြီအဲ့ဆိုရင်နောက်ချမ်းအတွက်ကကြတင်ရစားနှစ်အစားထိုးပြီးတော့ခြေကူးပြတဲ့လိုမျိုးလေးငင်းဖြောင်လေးတစ်ခုဆွဲချလိုက်မယ်ပြီးတော့ရင်အတွင်းချမ်းအတွက်ကလည်းတင်ရစားနှစ်အစားထိုးပြီးတော့သူ့ရဲ့ဒီဖက်လေးမှာငင်းဖြောင်လေးတစ်ခုဆွဲချလိုက်မယ်ရမယ်နော်ဒီအဆင့်ထိနော်โอเคဟုတ်ပြီအဲ့အားလေးပြီးသွားတော့မှချက်ကိုအခုသူ့ရဲ့ဒီကောင်လေးပေါ့နော်သူ့ရဲ့ဒီအဖက်အစွန်ဆုံးကနေချုပ်စာတလက်မထားလဲရတယ် 2cm ထားရင်လည်းရတယ်ဒီတိုင်းလေးဆွဲချလိုက်အဲ့ဆိုဒီဘက်ကချက်ကိုညှက်ထုတ်မှာပေါ့နော်ရမယ်နော်အဲ့ဆိုရင်ခါစားနဲ့ပြီးသွားရင်တင်စားနဲ့ရမယ်နော်တင်စားနှစ်ခါဆွဲလိုက်မှာပေါ့နော်အဲ့ဆိုညာဖုံးဆိုရင်တော့ချက်ကိုဒီဘက်ကနေစပြီးတော့ဆွဲပေးမှာပေါ့နော်ဒီဘက်ကနေခါစားဒီဘက်ကနေမြင်းဖြောင်းထောင်ပြီးသွားရင်ချုပ်စာတလက်မဒါမှမဟုတ် 2cm ချမ်းပြီးသွားရင်ခါစားနဲ့ပြီးသွားရင်နောက်ချမ်းအတွင်းချမ်းဆိုပြီးတော့ချက်ကိုဆွဲပေးလိုက်ရင်ရပြီရမယ်နော်ဒီโอเคဟုတ်ပြီအဲ့ဒါလေးပြီးသွားတဲ့အချိန်ကျရင်ချက်ကိုဘာလုပ်ပေးမလဲဆိုရင်လွယ်လွယ်လေးပဲနော်လွယ်လွယ်လေးပဲဆိုရင်ချက်တို့ဒီဘက်ကတောက်ကနေစပြီးတော့ဆွဲရအောင်ပေါ့နော်ဆွဲမယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီမှာတွက်ထားတဲ့အဖြစ်နှစ်ခုရှိတယ်နော်ဒီထိပ်ပေါ့နော်ဒီထိပ်ကနေချက်ကိုသူ့ရဲ့ဒီထိပ်ထိနော်သူတို့နှစ်ခုကိုချက်ကိုတဝက်နော်တဝက်ဝက်ပြီးသွားတဲ့အချိန်ကျရင်ချက်ကိုဘာလုပ်ပေးမလဲဆိုရင်ခါကို4နဲ့စားသူ့ရဲ့ခါအဖြစ်52ပေါ့နော်52ကို4နဲ့စားဆို4တက်လီလေး4 3လီ73ရတယ်အဲ့ဒါကိုချက်ကိုပြီးသွားရင်ဘယ်လောက်နှုတ်မလဲဆိုရင် 2cm နှုတ်2နှုတ်လည်းရတယ်ခါသေးတဲ့သူဆို 2.5 လောက်နှုတ်လည်းရတယ်နော်ချက်ဒီမှာတော့2ပဲနှုတ်လိုက်မယ်အဲ့ဆိုဘယ်လောက်ရလဲ17ရတယ်နော်โอเคဟုတ်ပြီ17ဆိုရင်သူ့ရဲ့ဒီဘက်ကို9ခွဲရမလား17ကိုတဝက်ဝက်ရင်9ခွဲပေါ့နော်ဒီဘက်ကိုလည်းတဝက်ဝက်ရင်9ခွဲအဲ့တိုင်းလေးချက်ကိုမှတ်လိုက်နော်တစ်ဖက်ကိုလမ်းမနဲ့ဆိုရင်လည်းချက်ပြောသလိုပဲနော်ဟိုကိုယ့်ရဲ့ခါးဖြစ်ကို4နဲ့စားပြီးသွားရင် 2cm ဆိုတော့လမ်းမနဲ့ဆို6စိတ်ပေါ့နော်အဲ့ဝင်းကျင်လေးနှုတ်ပြီးတော့ချက်ကိုအစားထိုးပြီးလှုပ်သွားလို့ရတယ်နော်ပြီးသွားရင်လမ်းမမှာပေကျိုးမှာဟိုမှာကြည့်ဒီဘက်ကလမ်းမဆိုဒီဘက်က cm ရှင်းလေးနော်အစားထိုးပြီးတွတ်သွားလို့ရတယ်နော်โอเคနော်အဲ့ဒါလေးမှတ်ပြီးသွားတဲ့အချိန်ကျရင်နော်အဲ့လိုလေးမှတ်လိုက်တယ်မှတ်ပြီးသွားရင်သူ့ရဲ့ဒီခွင်ကနေဒီထိကြံတဲ့အဖြစ်ကိုချက်ကိုဘယ်နှပုံလဲဆိုရင်4ပုံတစ်ပုံနှစ်ပုံသုံးပုံ4ပုံပုံလိုက်ကြမလားနော်ဒီဖက်ချမ်းလေးမှာလည်းတစ်ပုံနှစ်ပုံသုံးပုံ4ပုံပုံလိုက်ရှင်းလေးနော်အဲ့ဒါဆိုအဲ့သူ့ရဲ့ဒီပထမပုံတွေ့လားဒီလိုလေးချက်လိုက်အဲ့နှစ်ပုံကထောက်နော်အဲ့တော့ဓာတ်ကိုဘယ်လောက်ထည့်ပါလဲဘယ်နှလက်မထည့်ပါလဲဘာမှလုပ်เสียမလို့သူ့အတူအော်တိုဓာတ်အကျယ်ကပေါ်လာပြီးသားရမယ်နော်ဒီโอเคဟုတ်ပြီအဲ့ဒါလေးပြီးသွားတဲ့အချိန်ကျရင်ဒီကနေဒီမြင်းဖြောင်းလေးအရှည်လေးဆွဲချနော်ပြီးတော့ရင်သူ့ရဲ့ဒီကနေဒီကိုလည်းမြင်းဖြောင်းအရှည်ဆွဲသူ့ရဲ့ဒီဘက်ကိုလည်းမြင်းဖြောင်းအရှည်ဆွဲသူ့ရဲ့ဒီဘက်ကိုလည်းမြင်းဖြောင်းအရှည်လေးဆွဲချနော်အဲ့တော့ဒီမှာလေးတစ်ချက်ကြည့်ပေးနော်ဒီမှာချက်17လို့ပြောထားရနော်အဲ့တော့6နှစ်ကနေ9နှစ်လောက်ထိပေါ့နော်အဲ့ဒါ17လောက်ဆိုရတယ်10နှစ်ကနေ12နှစ်လောက်ထိရဒီနေရာမှာ12လောက်ပဲနော်โอเคဒီဘက်မှာ17ဆိုရင်ဒီဘက်မှာ9ခွဲဒီဘက်မှာ12ဆိုရင်ဒီဘက်မှာဓာတ်အရှည်10ခွဲရမှာနော်အဲ့ကောင်လေးနဲ့ချက်ကိုမှတ်လိုက်မှတ်ပြီးသွားရင်ဒါလေးနဲ့ဓာတ်လေးဒီလိုဆွဲမယ်ဒီဘက်လေးဒီလိုဆွဲမယ်ရမယ်နော်ဒီကနေဒီဓာတ်အရှည်လေးကိုမှတ်မယ်မှတ်ပြီးသွားရင်ဒီလိုလေးဆွဲမယ်ဒီလိုပုံစံလေးဆွဲမယ်
ဒီတိသဘောပေါက်လားရမယ်နော်အဲ့တော့အရှိဒီကနေဒီတိမှတ်ပြီးတာနဲ့လေအပေါ်မှာလေတမျိုးချုပ်စာ 1cm ချန်ပြီးတော့ 1cm လည်းရတယ်၄စိတ်လည်းရတယ်ပေါ့နော်ဆိုရင်ချန်ပြီးတော့တစ်ခါလေးဒီလိုမြင်းဖြောင်လေးဆွဲပြီးတော့အပေါ်ပိုတဲ့ဟာကိုညှက်ထုတ်ပြီးလည်းရပြီပေါ့နော်ရမယ်နော်ဒီတိလေး okay ဟုတ်ပြီအဲ့ဆိုရင်ဒီဘက်ချမ်းလေးကိုလည်းချက်ဝအခုဒီမှာတွေ့လားသူရဲ့ချုပ်စာကြီးကိုမြင်းဖြောင်လေးဆွဲတယ်ဒီမှာမြင်းဖြောင်လေးဆွဲထားတယ်ပြီးတော့ဒါနဲ့သွားဆက်တယ်ဒါလေးနဲ့သွားဆက်တယ်ဒီမှာလဲသွားပြီးတော့ဆက်တယ်ဒီမှာလဲသွားပြီးတော့ဆက်တယ်သူရဲ့ဒီတောက်ရှိဒီဘက်17ဆိုရင်ဒီဘက်က9ခွဲဒီဘက်က12ဆိုရင်ဒီဘက်က10ခွဲအဲ့ဒါလေးအစားထိုးသွားရင်ရပြီရမယ်နော်โอเคဟုတ်ပြီအဲ့ဒါလေးပြီးသွားတဲ့အချိန်ကျရင်ချက်ကိုသူ့ရဲ့အဖုံးချမ်းပေါ့နော်ဒီအပေါ်ကချုပ်စာနော်ချုပ်စာကိုချဲလို့ထဲမတွက်ဘူးအဲ့သူ့ရဲ့ဒီအဖုံးချမ်းလေးကနေအောက်ကိုဘယ်လောက်ချမလဲဆိုလက်မနဲ့ဆို2လက်မ cm နဲ့ဆို 5cm နော်ဒီလိုမျိုးလေးချလိုက်နော်ချပြီးသွားရင်ချက်ကိုဘာလုပ်ပေးမလဲဆိုတော့မြင်းဖြောင်တဲ့လေးပဲချက်ကိုဆွဲချပေးဒီထိလေးကြမယ်နော်โอเคအဲ့ဒီဆွဲချတဲ့သူ့ရဲ့ဒီနေရာကနေဘာနဲ့သွားဆက်မှာလဲဆိုသူ့ရဲ့ဒီဘက် down ထိပ်ရဲ့အစွန်နဲ့သွားဆက်မှာဒီထိပ်မဟုတ်ဘူးနော်သူ့ရဲ့ down ထိပ်ရဲ့ဒီဘက်အစွန်လေးနဲ့သွားဆက်ပြီးတော့ဒါလေးနဲ့ချက်ကိုသွားဆက်ပေးချမ်းလားနော်ပြီးတော့ဒါလေးကိုချက်ကိုဒီမှာနည်းနည်းလေးဖြည့်ချနော်ရမယ်နော်ဒီထိလေး okay ပြီးတော့ရင်ဒီဘက်မှာလည်း 5cm ချရင်သူ့ရဲ့ဒီထိပ်ပေါ့နော်ဒီကနေဒီကိုလည်းချက်အောက်ကိုဘယ်လောက်ချမလဲ 5cm ပေါ့နော်ဒီထိနော်ဒါချုပ်စာထုတ်ထားဆိုတော့နော် 5cm ချအဲ့ဒါကိုသူ့ရဲ့ဒီဘက်တောက်ထိပ်လေးနဲ့သွားဆက်ပေးနော်သူ့ရဲ့ဒီအောက်ထိပ်ဒီချုပ်စာမဟုတ်နော်သူ့ရဲ့ဒီအောက်ထိပ်လေးနဲ့ချက်ကိုသွားပြီးတော့ဆက်ပေးအဲ့ဆိုဒီလိုလေးဖြစ်သွားမယ်ဒီထိသဘောပေါက်လားရမယ်နော် okay အဲ့ဒီဆက်ထားတဲ့နေရာကနေမှဒီနေရာကနေဒီနေရာထိကိုချက်ကို3ပုံတပုံ2ပုံ3ပုံလိုက်ပုံပြီးသွားရင်သူ့ကိုတဝက်ဝက်ရမယ်နော်တဝက်ဝက်ပြီးသွားရင်ဒေါက်စာကိုတလက်မပေါ့နော်တလက်မဆိုတော့ဒီဘက်ကို4စိတ်ဒီဘက်ကို4စိတ်ရမယ်နော်ဒီဘက်ကို4စိတ်ဒီဘက်ကို4စိတ်ယူမယ်ယူပြီးသွားတဲ့ချိန်ကျရင်မြင်းဖြောင်လေးဆွဲချမယ်ဆွဲချပေးပြီးသွားရင်ဒီမှာထောက်လေးပေါ့နော်ထောက်အရှိရကြတော့ဟိုဟာလောက်ရတယ်နော်ဘယ်လောက်စီသွားမလဲဆိုရင်ချက်ကို8cm ပေါ့နော်ဒီဟိုပါပေါ့ 8cm เนาะဒီမှာเนาะ 8cm ဒါမှမဟုတ် 9cm အဲ့ဝင်ကျင်လောက်သွားမယ်เนาะ6နှစ်ကနေ9နှစ်ဆိုရင် 8cm เนาะဟိုပါပေါ့10နှစ်ကနေ12နှစ်ဆိုရင် 9cm အဲ့လောက်လေးသွားမယ်เนาะပြီးရင်သူ့ရဲ့ဒီဖက်ချမ်းလေးကိုလည်းဒီကနေ1ပုံ2ပုံ3ပုံပုံမယ်เนาะဓာတ်ကိုဒဲဆွဲတာမဟုတ်ဘူးဒီနေရာကနေဓာတ်မှန်တွေ့လားမြင်းလေးเนาะဒီမြင်းကနေဓာတ်မှန်လေးယူပြီးတော့ဓာတ်အရှိရှစ်ဒါမှမဟုတ်ကိုเนาะကိုထဲမဲ့ရွယ်လောက်လေးကိုချဲကိုဒီမှာပြတဲ့လိုမျိုးလေးဆွဲချပေးဓာတ်လေးအဲ့ဆိုချဲလို့ပြီးသွားပြီပတန်လေးရမယ်နော်โอเคဟုတ်ပြီအဲ့ဒါလေးပြီးသွားတော့မှချဲခုဒီမှာအစိမ်းလိုင်းလေးနဲ့ဆွဲထားတယ်လို့တွေ့လားအပေါ်ကိုချုပ်စာ3စိတ်ထားလဲရတယ်လမ်းမနဲ့4စိတ်ထားလဲရတယ်ဒီလိုမျိုးလေးဆွဲချမယ်ပြီးတော့ရင်ဒါလေးကိုအဖြောင်လေးပဲเนาะလောလောဆယ်အဖြောင်လေးပဲဆွဲချမယ်เนาะပြီးတော့ရင်သူ့ရဲ့ဒီကနေဒီကိုဒီလိုတွေ့လားအဲ့ချုပ်စာထုတ်လိုက်တဲ့ line လေးကိုချဲအစိမ်းလေးနဲ့ပြထားတယ်เนาะပြီးတော့ရင်သူ့ရဲ့ဒီကနေဒီထိပေါ့နော်ဒီအတွင်းเนาะဒီကနေဒီထိကိုချဲကိုဘယ်လောက်ချမလဲဆိုရင်လမ်းမဟို 20cm လောက်ချမယ်နော် 20cm site တိုင်း20လောက်ရတယ်ဒီကနေဒီချမယ် marking လေးမှတ်လိုက်မယ်နော်ပြီးသွားရင်သူ့ရဲ့ဒီနေရာပေါ့နော်ဒီချုပ်စာကိုထဲမတွန်းနဲ့နော်ဒီကနေဒီကိုကြာကိုယ့်ရဲ့ခါးအဖြစ်ကို30နဲ့စားနော်စားလို့ရတဲ့အဖြစ်ကိုချဲဒီမှာဝင်လိုက်ပြီးဝင်ပြီးသွားတဲ့အဖြစ်နဲ့သူ့ရဲ့ဒီကောင်လေးနဲ့ချဲကိုသွားပြီးတော့ဆက်လိုက်တယ်ရမလားဒီထိနော်အဲ့ဒါပြီးတော့မချက်ဒီကနေဒီကိုကိုယ့်ရဲ့ချုပ်စာတက်လက်မဆိုတက်လက်မ 2cm ဆို 2cm ထုတ်ဒီလိုပုံစံလေးသွားမယ်ဒီလိုလေးသွားမယ်ဒီလိုလေးသွားမယ်ဒီထိနားလဲနော်โอเคဟုတ်ပြီအဲ့ဒါလေးပြီးသွားရင်သူ့ရဲ့ဒီဖက်ချမ်းလေးကိုလည်းဒီကနေဒီလိုလေးသွားပြီးတော့နော်ဒီခါးစား30ပေါ့နော်ဝင်မယ်ဝင်ပြီးသွားတဲ့ချိန်မှာဒီကနေဒီကို 2cm ချဲကိုထုတ်မယ်နော်ပြီးသွားရင်ဒီကနေဒီဒါလေးကကြချဲလို့စောင်းပါပေါ့စောင်းနေဆိုတာဒီလိုမျိုးခောက်လိုက်တဲ့အချိန်ကျရင်ခောက်ညက်လဲရတယ်ရမယ်နော်ဒီထိလေးနော်အဲ့ဆိုချဲလို့ဒီမှာပတ်တန်လေးပြီးသွားပြီဒီဘက်မှာ20ချရင်ဒီဘက်မှာလည်း20လေးချနော်ဒါ marking လေးနော်ပြီးတော့ရင်ဒီပုံစံအတိုင်းညှက်ချလိုက်ရင်ရပြီအဲ့ဆိုချဲလို့ဒီမှာဂျိတ်ထမိန်လေးပြီးသွားပြီဒီနေရာလေးကကြာချဲလို့ဓာတ်တွေချုပ်ပြီးတော့မှပတ်တန်မှာဟိုပါပေါ့အောက်ကိုငါ 1.5 လောက်ချပြီးတော့ချဲလို့စားချတာပေါ့နော်ဒါလေးကချဲချုပ်ပြရင်လည်းပြသွားပေးမယ်โอเคနော်ဟုတ်ပြီအဲ့ဆိုချဲဒီမှာရက်လိုက်မယ်